Premier Finance သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့မှာဆိုရင်တော့အထူးအစီအစဉ်လေးတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးရဲ့နာမည်ကိုတော့ကျွန်တော် Echoes of Hope လို့အမည်ပေးထားပါတယ်ကျွန်တော်တို့ဒီနေ့ပိုင်းကာလတွေမှာဆိုရင်ကျွန်တော်တို့စိတ်မကောင်းစရာသတင်းအနေနဲ့ဆိုရင်တော့ HIV ကူးစက်မှုနှုန်းတွေဟာပြန်လည်ပြီးတော့မြင့်တက်နေတယ်လို့သိရပါတယ်ဒါကကျွန်တော်တို့မဖြစ်တဲ့ကိစ္စတစ်ခုပါအဲ့တော့ HIV ဆိုတာကကျတော့ကျွန်တော်တို့ကာကွယ်လို့ရတဲ့အရာတွေလည်းအများကြီးရှိတယ်ကုသလို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိနေပါရဲ့နဲ့ဘာကြောင့် HIV ယောဂပိုးကူးစက်မှုတွေကဘာကြောင့်ပြန်ပြီးတော့မြင့်တက်လာရတာလဲဒီလိုမျိုးမြင့်တက်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးလေးပြန်ပြီးတော့ထိန်းချုပ်လို့ရမလဲဆိုတာကိုနားဆင်နေသူတွေရောနောက်ပြီးတော့ကျွန်တော် Premier FM ရဲ့ပရိသတ်အားလုံးကြည့်ရှုသူတွေအတွက်ပါဘုသူတအနေနဲ့ awareness အနေနဲ့ကျွန်တော်ဒီအစီအစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ Echoes of Hope မှာဆိုရင်တော့အထူး special guest အနေနဲ့နှစ်ဦးကိုဖိတ်ခေါ်ထားပါတယ်ပထမတဦးကတော့ Dr. Thuku ကိုပဲဖြစ်ပါတယ်နောက်ထပ်တဦးကတော့ National AIDS Program မှာ counselor အနေနဲ့တာဝန်ယူထားပြီးတော့ခေါင်းရံပန်းတပွင့်ဒါဝတ္ထုကိုအသက်သွင်းထားတဲ့ကိုဖြိုးကိုပဲဖြစ်ပါတယ်ကဲတော့ကျွန်တော်ဖြိုး2ဆွဲဖြစ်သွားကျွန်တော်နာမည်ပြောနေတော့ဆွဲကိုဆိုရယ်ကတိတွေရဖြစ်နော်တူညီမှုတွေအများကြီးတူညီမှုတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ Echoes of Hope ရဲ့ပထမပိုင်းအနေနဲ့ပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ဒီ HIV AIDS ဖြစ်နေတဲ့သူတွေဟာလက်ရှိအခြေအနေအထိကိုခွဲခြားဆက်ဆံခံရမှုတွေရှိနေတော့မယ်သူတို့ဒီ HIV positive ပါဆိုတာကိုပွင့်လင်းနဲ့လူတကာအားလုံးကိုပြောရဲတဲ့တက်တီတွေသူတို့ရှိမှာမြန်မာအတိုင်းဝိုင်းမှာ HIV positive သမားတိုင်းမှာမရှိသေးဘူးပေါ့ဒါဟာလည်းလက်ရှိမှာခွဲခြားဆက်ဆံမှုတွေခံရတုံပဲချောင်းလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာတော့ဒီလိုမျိုး HIV positive သမားတွေအနေနဲ့ခွဲခြားဆက်ဆံမှုတွေဘယ်လိုတွေခံရရလို့ကိုတို့အနေနဲ့သုံးသပ်မိလဲဆိုတာလေးကိုအရင်ဆုံးမေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ zero discrimination ကိုတွားကျင်တယ်ပေါ့လက်ရှိမှာရော discrimination တွေကဘယ်လောက်ထိရှိနေသေးတယ်လို့ထင်လဲပေါ့အရင်ပြောလိုက်မယ်ဟုတ်ကဲ့discrimination ကတော့ဘယ်လိုပြောမလဲဒီခေတ်ဒီအခြေအနေထိကတော့ရှိနေတုံးပဲပေါ့နော်ရှိနေတုံးပဲဆိုတာထက်HIV ဆိုတာထက်လူတွေကတော့ AIDS ကိုပို့ပြီးတော့ဟိုawareness ဖြစ်ကြတာပေါ့နော်အဓိကကတော့ပြီးတော့ AIDS ဆိုတာကကြတော့လူတွေကြားထဲကို introduce လုပ်ကြတဲ့ကသူကခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုတဲ့အတွက်အားလုံးကဒါကြီးဖြစ်မှာတေးမှာအဲ့လိုမျိုးဟိုတယောက်ကိုတယောက်ကူးနိုင်တယ်ဆိုတော့လူတွေကို introduce လုပ်ကြတဲ့ကသူကအဲ့ social norms တွေ social stigma တွေနဲ့လာခဲ့တဲ့ယောဂတစ်ခုဖြစ်တဲ့အတွက်ဟို discrimination ကလူတွေရဲ့ mindset ထဲမှာအခုချိန်ထိရှိနေတော့ပြီးတော့ဟိုကျွန်တော်တို့ဟိုကိုယ်တိုင်လေလူတွေတော်တော်များများပေါ့နော်ငယ်ဘဝမှာသူတို့ရိုက်သွင်းထားခဲ့တဲ့ AIDS နဲ့အဲ့လိုအခုနောက်ပိုင်းမှာ kid တွေပြောင်းလာတယ် trans တွေပြောင်းလာတယ် dress တွေပို့ပြီးတော့ဟိုဘယ်မဲ့လူတွေကြားတဲ့ web accessible ဖြစ်လာတဲ့အချိန်မှာဟိုတိလာရမယ် HIV ဆိုတာ ਨੇ ကွာနေသေးရမှန်းနဲ့တော်တော်များများငငယ်တော့လူတွေရဲ့ခေါင်းထဲကိုရိုက်သွင်းထားကြတဲ့ငယ်ဘဝမှာသူတို့တိထားကြတဲ့ AIDS ဆိုတာကိုပဲလူတွေက awareness ဖြစ်ကြတယ်ဆိုတော့တကယ်တော့ HIV နဲ့ AIDS ဆိုတာမတူဘူးပေါ့နော်ဆိုတော့ HIV ပိုးကကူးစက်ခံရတဲ့အချိန်မှာထိန်းချုပ်လို့ရတယ်discrimination လုပ်စရာမလိုအပ်ဘူးဆိုတာလူတွေကြားထဲမှာပြပြနဲ့မသိသေးတာပါတယ်အဲအကြောင်းမို့လို့ discrimination ဒီချိန်ထိရှိနေတော့မယ် social stigma တွေ social norms တွေနဲ့အားလုံးကဟိုဘယ်လိုလဲတယောက်ကိုတယောက်ကခွဲခြားဆက်ဆံနေကြတုံးပဲလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဟုတ်ကိုဖြိုးကိုအောင်ကျွန်တော်ကကြတော့ဘယ်လိုထင်လဲဆိုလို့ရှိရင်ကျွန်တော်ကူးဆက်တဲ့ယောဂတွေအများကြီးရှိရလေထဲကကူးတာရှိရရေထဲကကူးတာလည်းရှိရဒီလိန်ဟာတစ်စင့်ကူးတဲ့ယောဂကတော့အနေခံရတာမျိုးဖြစ်နေတာပေါ့နော်အဓိကတော့လိန်မတစ်စင့်ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်နေလို့ဟိုလူတွေရဲ့အမြင်မှာဒီယောဂကူးလာပြီးဟေ့ဆိုရင်ဒီကောင်ကကမြင်းကြောထားလို့ဒီကောင်ကကဲလို့အဲ့လိုမျိုးပေါ့နော်မကောင်းတဲ့လူမျိုးလို့ကူးလာတယ်ဆိုတော့ mindset ကြီးရရှိနေတာဒီအချက်ကဟိုပါပေါ့ဒီခွဲခြားဆက်ဆံမှုဖြစ်စေတဲ့အချက်ပေါ့အဲ့တော့ပြန်စဉ်းစားကြည့်ရင်ကဲဟုတ်ပြီလိန်ဆက်ဆံမှုကနေဒါကြီးကကူးလို့ဒီလူကအထင်သေးစရာဆိုလို့သူ့လက်ညှိုးထိုးမယ်ပေါ့အဲ့ဆိုရင်ကိုလူတိုင်းကလွတ်ရဲ့လားအဲ့ကိစ္စကိုလွတ်ရဲ့လားကာမနဲ့ပတ်သက်ပြီးတော့ဒီတက်ရှိတွေမှာလွတ်တဲ့သူဆိုတာမရှိဘူးလေနော်အဲ့တော့ဘာကွာသွားလဲဆိုတော့ကျွန်တော်လိန်ဆက်ဆံမှုကနေကူးလာတဲ့ယောဂဖြစ်တဲ့အတွက်သူတို့ခွဲခြားဆက်ဆံတကယ်တော့သူတို့ကလိန်ဆက်ဆံမှုကနေကူးလာတယ်ဆိုတဲ့အထက်လူတွေကဘာကိုသိရမလဲဆိုတော့လူတွေကဒီဟာကိုကူးသွားတာသူတို့မသိလို့နားမလဲလို့ယုံကြည်မိသွားလို့တစုံတစ်ယောက်ပေါ်မှာतूကတော့မရှိနိုင်တော့ဘူးတချို့တွေဆိုအမျိုးသမီးတွေဆိုလို့ရှိရင်အိမ်ထောင်ပြုတ်လိုက်မိတယ်လက်ထပ်လိုက်မိတယ်တချို့လည်းလူယောက်ျားလေးချင်းလိန်လူချစ်သူတွေသူတို့ချစ်တဲ့လူပေါ်မှာသူတို့
trust ပေါ့နော်သူတို့အပြည့်အဝသူတို့ယုံကြည်မှုတွေပေးလိုက်တယ်အဲ့ဒီပေးလိုက်တဲ့ချိန်မှာခန္ဓာကိုယ်နီးနှောမှုတွေပါလာတယ်အဲ့နီးနှောမှုကနေတစ်စင်ဒီကူးဆက်မှုကပါလာကြတာအဲ့တော့ခုနပြောလို့လိန်ဆက်ဆံမှုမှာဆရာကြီးဖြစ်နေတဲ့လူတွေဆိုဒီယောဂမကူးတဲ့လူတွေအများကြီးပဲအဲ့တော့ဒီဟာကြီးကူးလာတဲ့လူတွေကိုဒီဟာကြီးကြောက်ဒီပေါ့နော်ဒီလိန်ဆက်ဆံမှုတွေအကြောက်ကူးလာတယ်ဆိုတော့ခေါင်းစဉ်ဒီကြောက်ကျွန်တော်တို့ဒီခွဲခြားဆက်ဆံမှုဆိုတာရှိနေလို့ထင်တာပေါ့နော်ပြီးတော့ဒါကြီးကိုကျုံးမြန်မာကာချာရအထင်သေးတဲ့အရာတစ်ခုလို့မြင်တယ်တကယ်တော့ဒီအရာကကဘာဦးကလေးရှိရကွယ်ကျွန်တော်ပြင်ဆင်လို့မရတာ ဘာဦးမှ ဒီလိုမျိုးပဲကွာ ဒီဟိုပြောချင်တာတော့ဒီလိုလိန်ဆက်ဆံမှုကြောင့်ပဲလူသားတွေကဖြစ်လာကြ ဖြစ်လာကြတာကျွန်တော်တို့ကကူးတဲ့လူတွေရဲ့အဓိကပြဿနာလိန်ဆက်ဆံမှုကြောင့်ကူးတာမဟုတ်လိန်ဒီအရာတွေကိုလှုပ်တဲ့အချိန်မှာမတိနားမလဲလိုက်လို့ကာကွယ်ရေးတုံးဆွဲမှုအကြောင်းတွေမတိလိုက်လို့သာကူးလာတာအဲ့ဒီအချက်ကိုသာကွယ်ကွယ်ပြပြတိပဲဆိုလို့ရှိရင်ဒီလိုလူတွေကိုကျွန်တော်တို့အထင်သေးကြကြောင်မရှိဘူးနောက်တစ်ခုရှိသေးတာပါလဲဆိုတော့ HIV positive တမားတွေကိုယ်တိုင်ကိုကသူတို့ဒါကူးလာလို့ရှိရင်ဒီဟာကြောင့်ကူးလာတယ်လို့ပြောရမှာသူတို့ကြောက်တယ်အဲ့သူတို့ဘယ်လိုပြောလို့ရှိလဲဆိုတော့အများဆိုတော့သပင်လေးညံ့ရင်ကူးလာတာတို့လက်သေးလေးညံ့ရင်ကူးလာတာဆိုတော့အဲ့ဒီစကားမျိုးသူတို့ကစပြောလိုက်တဲ့အခါကျတော့လူတော်များ HIV ကလွယ်ကူးပါလားဆိုအမြင်ရသွားတယ်ဒါတော့သူတို့ရဲ့ဒီကူးဆက်တဲ့ပုံကရှိုးရှင်းတယ်အမှန်တမ်းပြောသူတို့ကယုံကြည်လို့ကူးလာတာကျွန်တော်တို့လိန်ဆက်ဆန်လို့ကူးလာတယ်သူတို့ဘယ်တော့မှမထင်ဘူးသူတို့လူငယ်တဘာဝဒီကိစ္စဆိုတာစမ်းသပ်မိတယ်သူတို့လုံမိတယ်အဲ့ဒီလုံမိတဲ့အရာတွေကနေသူတို့လိုအပ်သွားလို့သာကူးလာကြတာဒါပေမဲ့သူတို့ကအဲ့ဒီအရာကြီးကိုသူများတွေရှိမှပြောရမှာအရန်ရှက်တော့သူတို့ကဒီလိုတွေပြောရင်းနဲ့ခုနပြောတဲ့လူတွေကလွယ်လေးကူးပါလား HIV ဆိုရင်တချို့တွေဆိုအခုချိန်ထိစပင်ညံ့ဆိုင်သွားနေတာကြောက်နေတဲ့လူတွေရှိတယ်ကျွန်တော်ရှိမှအမြဲဟာကျွန်တော်ဒီဘယ်လိုလုပ်အောင်မလဲကျွန်တော် HIV ကူးပြီလားမသိဘူးဓာတ်လေးရှားလာပြီလို့ဆိုတော့အဲ့လောက်ကန်ဆိုးတဲ့လူမရှိပါဘူးသိလားအဲ့တော့ခွဲခြားဆက်ဆံမှုကိုလုပ်တဲ့လူတွေထဲမှာ positive တမားတွေကိုယ်တိုင်လည်းပါတယ်အဲ့လိုမျိုးဘာလို့ဒီခေါင်းစဉ်ကလိန်ဆက်ဆံမှုကြောင့်ကူးဆက်တယ်ဆိုတဲ့ခေါင်းစဉ်ကြောင့် discrimination ဖြစ်တယ်လို့ကျွန်တော်ထင်တယ်ခင်ဗျအဲ့တော့ဟိုပေါ့ကိုပြိုးကိုဆိုလဲဟိုဒီ counselor လုပ်လင်ရတဲ့သူဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့အဲ့ခါကျတော့ဟိုအကြံပေးရတယ်နှင်းသိမ့်ဆွေးနွေးပေးရတယ်အဲ့တော့ positive ဖြစ်လာပြီဆိုတဲ့လူတယောက်ကကိုတက်တိရှိနဲ့ကိုဟာ HIV positive တမားပါဆိုပြီးတော့ကျင်ညာရေးသူတွေရှိကြတယ်ဟုတ်တယ်အခုလက်ရှိအခြေအနေမှာပေါ့မြန်မာနိုင်ငံမှာလည်းကျွန်တော်တွေ့တယ်အဲ့ခါကျတော့အဲ့လိုလူတွေကဘလို့တက်တိတွေကြောင့်ဒီလိုမျိုးတွေပြောလာရေးရတယ်ဘာလို့ဆိုတော့ discrimination တွေတော့ဖြစ်နေရတော့မှသူတို့ဘလို့တက်တိနဲ့ပြောရဲတာလေအဲ့ဒါကိုဘလို့မြင်လဲပေါ့အဲ့တော့ကျတော့သူတို့ရဲ့ဘယ်လိုပြောရမလဲ strong ဖြစ်မှုပြောရမှာပဲပေါ့နော်နောက်တစ်ခုကသူတို့ကတခြားလူတွေရဲ့အသွေးကိုသူတို့ချိန်ပေးချင်တာလည်းပါတယ်ကျွန်တော်နဲ့တည်တဲ့တကယ်ဒီအဲ့လိုအကြီးကဲပုံကိုကြီးတွေရှိတယ်သူတို့ဆိုသူတို့ family ကိုနိုင်သူတို့ဒါရှိတယ်ဒါပေမဲ့သူတို့ကလူတွေအများကြီးအကျိုးပြုတယ်ပတ်ဝန်းကျင်ကိုလည်းသူတို့အကျိုးပြုတယ်အလူတန်းတွေလည်းသူတို့လုပ်တယ်သူတို့ရှိမှာရှိတဲ့ဒီဟာကြီးကကြောက်စရာမကောင်းဆိုတဲ့ message ကိုသူတို့ကအများကြီးပေးတယ်ဒါပေမဲ့သူတို့ကိုသူတို့ဒါကြီးရှိတယ်လို့ပြောပြပါတော့ပြီးတော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီနိုင်ငံမှာမားနေတဲ့အယူဆပါဆိုတော့ HIV ကိုကြောက်စရာကောင်းအောင်ပြောတာကျွန်တော်တို့မှန်တယ်ဒါပြဿနာမရှိ HIV ဆိုယောဂကြောက်ရမယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာလွဲနေတာကြ HIV ရှိတဲ့လူတွေကိုကြောက်စရာလို့မြင်အောင်လုပ်နေတာအဲ့ဒါဆိုတာ HIV ရှိတဲ့လူကြီးကကြောက်စရာ HIV ရှိတဲ့လူကြီးလာရင်ငါတို့ကူးတော့မှာပဲသူရှိရတဲ့သမင်းတူဆိုင်ကူးတော့မှာပဲဆိုတော့ message အမှားတွေကိုတို့ကအခုနပြောလို့ငါတို့ရှိတယ်ဒါပေမဲ့ငါတို့အေးဆေးနေလို့ရတယ်ငါတို့ဘဝချမ်းသာတယ်ငါတို့မှာမိသားစုရှိတယ်ငါတို့သားသမီးတွေရှိတယ်ဒီလိုကြည့်ဒီလိုမျိုးမဟုတ်ဆိုတဲ့ message တွေကိုပေးခြင်းလို့အဲ့လိုလုပ်ပြရတယ်လို့ယူဆတယ်သူတို့ discrimination ကိုသူတို့အဓိကကြော်လွှားနေတာပေါ့အဲ့လိုမျိုးလေးတော့မြင်ပါတယ်discrimination လို့ပြောလိုက်မယ်ဆိုတဲ့အခါကျတော့မိသားစုထဲမှာဆိုရင်လည်းဥပမာသားသမီးကHIV positive ဖြစ်သွားခဲ့ပြီသူရဲ့ဒီပေါ်ဆမှုပဲဖြစ်ကိုပြောတဲ့ဒီယုံကြည်မှုတစ်ခုပေါ့နော်ပုံအပ်မှုတစ်ခုကြောင့်ပဲဖြစ်ကူးစက်မှုတစ်ခုဖြစ်သွားခဲ့ပြီမိဘကိုသူတို့ဖွင့်ပြောဖို့အနီးဆက်ဆုံးတော့သူတို့ရဲ့ဒီ partner ပဲဖြစ်အဲ့ဒီဟာနောက်ဆွေမျိုးရင်းချာကိုပြောဖို့ပေါ့နော်အဲ့လိုမျိုးပြောဖို့အတွက်ကိုလည်းတက်တိတော်တော်မွေးရမယ်လို့ထင်တယ်အဲ့တော့အဲ့ဒီသူတွေကရောdiscrimination အပိုင်းကိုအဲ့လိုအားလုံးကအခုချိန်ထိကို discriminate လုပ်နေတဲ့အခါကျတော့အဲ့ဒီ HIV positive တမားတွေနစ်နာသွားတဲ့ဆုံးရှုံးသွားတဲ့အရာတွေဆိုရင်ရောဘာတွေလို့မြင်မိလဲပေါ့discrimination ကြောင့်ဖြစ်လာမဲ့ပထမဆုံးနစ်နာမှုကတော့ trust ပေါ့ဟိုဘယ်လိုလဲသူကဟိုအဓိကမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာကအားလုံးကdiscriminate လုပ်ရမယ်ဆိုတဲ့အတွေးကိုပဲအစဝင်ကြတာဟုတ်တယ်ပြီးတော့ဒီလူကဒါဖြစ်သွားရဆိုရင် trust ကစလျှော့တာမှန်တယ်ပြောရင်လူတိုင်းကဟိုဘယ်လိုမဲအခုဆိုရင်
ကျွန်တော်အမြင်အားကြတော့ counseling ကအဲ့ positive patient တယောက်တည်းကိုပဲလောက်ရမှာမဟုတ်ပဲနဲ့သူ့ရဲ့မိသားစုကိုပါသူ့ရဲ့ partner ကိုပါ counseling ကကျန်တဲ့သူတွေပါ counseling ဝင်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဟိုအဓိကတော့ဆက်စချင်းကတော့လူတိုင်းကဒီကိစ္စကိုကြားရတဲ့အချိန်ကျရင် short ရတတ်ကြတယ် short ရတတ်ကြတယ်ဟိုဘယ်သူမှလည်းဟိုကူးချင်လို့ကူးကြတာမဟုတ်ဘူးကွာရှင်းရှင်းပြောရရင်ဟိုခုနပြောသွားဆိုပဲ trust တစ်ခုကြောင့်ကူးလာခဲ့တာဖြစ်နိုင်တယ်ဟိုသွေးရင်းနဲ့လည်းပါလာတာဖြစ်နိုင်တယ်ပြီးတော့ကလေးတယောက်ကကူးမယ်ဆိုလည်းအမေကနေကူးမယ်ဆိုရင်လည်းဟိုအဲ့ကလေးကသူ့မှာ choice မရှိရမှန်းတယ်ပြောရရင်တော့ဟိုအဓိကတော့အဲ့ဒါပေါ့နော်ဆိုတော့လူတွေက discriminate လုပ်ကြတယ်ဒါပြောတာဒါပေမဲ့သူတို့ site ကိုကမကြည့်ပေးကြဘူး counseling ကကြတော့ဟိုလူနာတယောက်ကိုပဲကောက်ဆက်လေးလောက်ရမှာမဟုတ်ပဲねဘေးကလူတွေပါပေါ့နော်။ तू ကဒီဟာဖြစ်ချင်လို့ဖြစ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အတွေ့ကိုစတွေ့ဖို့တော့လိုလိမ့်မယ်လို့ထင်တယ်။ trust ကတော့ဟိုဆက်ဆက်ချင်းမှာတော့ကြားနိုင်ပြီမဲ့အဲ့ trust ကိုတော့ပြန်တည်ဆောက်ရမှာပေါ့အချင်းချင်းကြားထဲမှာပေါ့နော်။ဆိုတော့ကျန်တဲ့ဟိုဆုံးရှုံးမှုကတော့ကျွန်တော်ကတော့အများကြီးတော့ဆုံးရှုံးမှုတော့မမြင်ဘူး။အဲ့လူတွေကတော့တူသွားနိုင်လာနိုင်စားနိုင်တယ်။သူတို့ပိုးကိုထိချုပ်နိုင်တဲ့ရွေးကသူတို့ပုံမှန်လူသားတယောက်လိုပဲရှင်သန်နိုင်တယ်အလုပ်လုပ်နိုင်တယ်မိသားစုဘဝရနိုင်တယ်ပြီးတော့ဟိုအားလုံးထိန်းချုပ်နိုင်နေပြီကွာအမှန်တမ်းပြောရ discriminate ဆိုတာကဟိုအမှန်တမ်းပြောရအများကြီးတော့မလိုအပ်ဘူးဒါပေမဲ့ဆက်စချင်းမှာတော့ discrimination ကတော့လူတိုင်းကတော့ကြုံရနိုင်တယ်ကြုံရနိုင်တယ်အဲ့ဘာတန်ကြီးကိုကြော်လွှားနိုင်ဖို့အတွက်ကိုလူနာတယောက်ကိုပဲပြစ်မတင်နေပဲねဘေးကလူတွေပါဝိုင်းပြီးတော့ဟိုကူညီပေးဖို့လည်းလိုတလို့အဲ့ဘေးကလူတွေပါ counseling session ကိုလက်ခံဖို့လိုအပ်တယ်လို့ကျွန်တော်တို့ထင်တယ်ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီနေ့program လေးကကျတော့အဓိကကတော့ zero discrimination ဖြစ်ဖို့ပေါ့နော်အဲ့တော့လက်ရှိရဲ့ဒီမြန်မာနိုင်ငံကလူတွေအနေနဲ့ဒီ HIV positive တမားတွေပေါ်မှာ discrimination တွေကို zero discrimination ဖြစ်လာဖို့ဆိုရင်ကျွန်တော်ဘာတွေကို design မှလုပ်ရမလဲကျွန်တော်ပြောလိုက်မယ်ဟုတ်ပါနံပါတ်1ချက်ကသူတို့ကို HIV လွယ်လွယ်မကူဆိုတဲ့ message တစ်ခုပေးရ HIV လွယ်လွယ်မကူ HIV ကဒီခုနပြောလို့တူစားမယ်တူအိတ်မယ်သူနဲ့တူသွားလာမယ်ဆိုရင်တို့မကူဆိုတဲ့ message တစ်ခုကျွန်တော်တို့သူ့ပေးရမယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီဘယ်လိုပြောရမလဲကာကွယ်ဆေးတွေရှိတဲ့အကြောင်းဒီ HIV နဲ့ပတ်သက်ပြီးကာကွယ်ဆေးပေါ့ကာကွယ်လို့ရတဲ့နီးလန်းလေးတွေဘယ်လိုနီးလန်းလေးတွေရှိလဲအဲ့ဒါလေးတွေကျွန်တော်တို့ပြောပြပေးရအောင်နောက်တစ်ခုက HIV ရှိလာလို့ရှိရင်လေကျွန်တော်တို့ကအခုခေတ်မှာဆိုလို့ရှိရင်အများကြီးခုနပြောလို့ပေါ့တာမန်လူနေလို့ရတဲ့ you equal to you ဆိုတဲ့အခြေအနေတွေရှိလာပြီအဲ့ you equal to you ရှိရဲ့ HIV positive မှာသူတို့ဘဝမှာအိမ်ထောင်ပြုတ်ပြီးတော့သူတို့တခြားလူဒီမိသားစုဘဝကိုတောင်တိဆောက်လို့ရပြီဆိုတဲ့ message တွေပေးရအောင်သူတို့ကိုလူတွေအကုန်လုံးနဲ့ဒန်းတူမြင်နိုင်တဲ့အမြင်မျိုးကိုကျွန်တော်တို့ကလူတွေကြားထဲကိုများများပြောပြပေးရမယ်များများပြောပြမယ်တန်းတဲ့များများပြောပြပေးရမယ်အဲ့လိုပြောပြနေရင်သူတို့တည်သွားမယ် HIV positive တွေဒီတာမန်လူဆိုတဲ့အတိတည်သွားလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်သူတို့တွေ discrimination လျော့သွားမှာနော်ဟိုကျန်တဲ့ယောဂတွေဆိုမှ cancer တမားတို့ဘာလို့ဆိုရင်စပင်ညက်ဆိုင်ကောင်မလေးကတုံးတုံးရင်အကုန်ကတုံးတုံးပြတယ်ကွာသိမလားဥမာ HIV တမားကြတော့ကဲသူ HIV positive ပါလို့ပြောလိုက်ရင်လူတိုင်းက HIV positive ပါလို့လိုက်ပြောနိုင်ပါမလားအဲ့လိုမျိုးပေါ့ဒန်အဲ့လိုမျိုးလိုက်လောက်လာစေချင်တာကျွန်တော်တော့စဉ်းစားနေနောက်ကျရင်ဟိုကိုယ်မှရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပေါ့နော် HIV positive ပါလို့ပြောကြည့်ကိုဘယ်နှယောက်ခင်မလဲဆိုတဲ့ message ကျွန်တော်ရှိဝင်လာမလဲကျွန်တော်သိချင်စကားစစ်လို့ရသွားနိုင်တယ်ဟုတ်တယ်ကျွန်တော်တကယ်ဘယ်သူခင်မလဲငါမှ HIV positive ရှိတယ်ဆိုရင်နေတော့ငါ့ကိုခင်အောင်မလားအဲ့လိုမျိုးဆိုတဲ့ message ကိုကောက်ခံကြည့်ငါ့ကိုလာဖက်အောင်မလားကျွန်တော် line ထဲမှာလုပ်တယ်လို့မျိုးတဲ့မှာတချို့တွေဆိုရင် line ပေါ်မှာ HIV positive free heart လုပ်ပေးပါဆိုအဲ့လိုမျိုးအခြေအနေမျိုးမှာ HIV positive တမားဆိုရင်လူတွေဘယ်လောက်လက်ခံနိုင်လဲအဲ့ဒါလေးတွေကိုလုပ်သွားမယ်ဆိုရင်ဖြည်းဖြည်းချင်းပေါ့zero discrimination မဟုတ်ရင်တော့မှ0.5 0.12ပေါ့အဲ့လောက်ထိတော့ဆေးရနေနေဆေးရအောင်နော်ဆေးပညာမှာ0ဆိုတာမရှိဘူးဆိုတော့လေနော်လောကကြီးပပျောက်သွားဖို့ဆိုတာရတော့မလွယ်ဘူးလက်တွေအများကြီးကြောက်မှာပါအမှန်တမ်းပြောရရင်တော့ discrimination ကြောက်တယ်ရှိတဲ့မဟုတ်အကုန်လုံးရဲ့ခုနကျွန်တော်ဆက်စချင်းပြောသွားသလိုပဲကျွန်တော်ငယ်ဘဝမှာတီးခဲ့တဲ့ HIV နဲ့အခုနောက်ပိုင်းလူတွေတီးလာကြတဲ့ HIV ကမတူကြတော့ခစ်တွေပြောင်းလာတယ် trans တွေပြောင်းလာတယ် trans တွေကပို့ပြီးတော့ update ဖြစ်လာတယ်ပြီးတော့ HIV ရှိတိုင်းက AIDS ဖြစ်သွားတာမဟုတ်ဘူးအဲ့ message ကတော်တော်များများမသိကြသေးဘူးမှလည်းပြောရငယ်တော့လူတွေရဲ့အုံနောက်ထဲကိုအမြဲတမ်းရိတ်သွင်းခဲ့တာ AIDS ဆိုတာပဲရိတ်သွင်းခဲ့တာ HIV virus ကိုရိတ်သွင်းခဲ့တာရှားတယ်ဆိုတော့အားလုံးကဒီဟာ positive ဆိုရင် AIDS ဖြစ်မှာသေမှာ
သူများကိုကူမှာဒါကိုပဲအကုန်လုံးက introduce အဲ့လူတွေခြားတဲ့ကို HIV ကိုHIV ဆိုတာထက် AIDS ကို introduce လုပ်ခဲ့တဲ့က HIV ကိုလူတွေကဘယ်လိုလဲဖော့ပြောပြီးတော့ AIDS ကိုပို့ပြောခဲ့တဲ့အတွက်ဖိပြောခဲ့တဲ့အတွက်ဟိုအဲ့ဒါပုံကြီးချက်တာဖြစ်တာတယ်ပြီးတော့လူတွေကြားထဲမှာလည်း AIDS ကပို့ပြီးတော့ဟို main character ဖြစ်သွား main character ဖြစ်သွားပါတော့အဓိကတော့ HIV ရှိတိုင်းက AIDS မဖြစ်ဘူးဆိုတာက AIDS အခြေအနေမဟုတ်ဘူးဆိုတာကဟိုမသိကြတာပေါ့နော်ဆိုတော့ဒါရဟိုလေပတ်နေတဲ့ဟာကြီးမှာအဲ့လိုပုံစံဖြစ်ကြတာပေါ့နော်ကျွန်တော်ငငယ်ကလေးကလူတွေဂျားတဲ့ကို introduce လုပ်ခဲ့တဲ့ဟာကိုနီးမားခဲ့တာလို့တော့ကျွန်တော်တော့ပုံမြင်ဟုတ်တယ်ပြီးတော့ကျွန်တော်ဆိုရုပ်ရှင်ကဇလန်တွဲတကားရှိရကွယ်တိလားအဲ့ဇလန်တွဲမှာဆိုရင် तू ကဇလန်ကတော့အားကောင်းတယ်ပြကျွန်တော်လည်းအဲ့ဇလန်ရဲ့ fan ပဲကျွန်တော်သူဒီဇလန်တွဲတကားလုံးကောင်းပြီးတော့နောက်ဆုံးဒီကြာလာလေးအဲ့ဇလန်ကြီးကိုကျွန်တော်ကစိတ်ပြတ်သွားတာရှိတယ်အဲ့တော့ဘာလဲဆိုတော့ဒီ HIV positive တမောသူတအားကြအောင်ရိုက်ပြထားတယ်ဒီလားအဲ့ဒါကြီးက message အမားကြီးဖြစ်သွားကျွန်တော်အဲ့ဒါ post တင်ပြီးပြော driver ကလည်းကျွန်တော်လာပြီးတော့သူဘယ်လိုပြောမလဲဟိုဘယ်လိုခေါ်လဲ complaint တက်တယ်အဲကျွန်တော်သူ့ပြောပြတဲ့ message ကိုသူတဘောမပေါက်လိုက် तू ကအဲ့ဒီအဲ့ဇာသိန်းငန်းတို့တော်ကြောက်ဖို့ကောင်းတယ်အဲ့ဇလန်တော့နာမည်တော့ကျွန်တော်မပြောတော့ဘူးဒီမဲ့ဒီဇလန်ထဲမှာသူကဘာဖြစ်လဲဆိုတော့ဟို HIV positive တမနေမကောင်းဖြစ်နေဒါတော့ရှောက်အဲ့ဒါတစ်ချက်မှားသွား HIV positive တမတာမန်လူနဲ့ဘာမှမကွဲတာအဲ့လိုနေမကောင်းဖြစ်တဲ့ message တွေ make up တွေအညိုချထားတာတွေပေါ့နော်ဒါမျိုးတွေသူတို့ပြရတယ်ပြီးတော့နောက်ဆုံးကဒီမင်းသမီးကသူကမင်းသားကိုသူကအရွဲတိုက်တာရွဲတိုက်ပြီးတော့ဒီသူ့အိမ်ကိုယောက်ျားတွေတယောက်ပြီးတယောက်သူခေါ်အိပ်ပြတယ်တကယ်တော့သူအပြင်မှာအပေါ်မှာခေါ်မအိပ်ဘူးသူ့ယောက်ျားကိုသူလက်စားချင်တဲ့စိတ်နဲ့သူကခေါ်အိပ်ပြတယ်အဲ့လိုသူ့ယောက်ျားသူ့ကိုရောင်းစားလိုက်လို့သူကပြည်တစားမအောင်ဖြစ်သွားပြီးပြီမူဆယ်ဘက်မှာလားမသိဘူးအဲ့လိုဖြစ်ပြီးတဲ့ဟာကိုသူ့ယောက်ျားကိုလက်စားချခြင်းလို့ဆိုယောက်ျားတယောက်ခေါ်ပြအဲ့ခေါ်ပြတဲ့နောက်ဆုံးဒီယောက်ျားက HIV positive အဲ့ဒီဟာကိုမင်းသားကသိတိတော့ဒီမင်းသမီးကအဲ့ကောင်ကိုတက်ပြီးအပေါ်မှာခေါ်အိတ်ဖို့လုပ်တဲ့အချိန်မှာအဲ့ဒီ positive ကိုခေါ်ဖို့လုပ်ချင်မင်းသားကအဲ့မှာအောက်ပိုင်းတည်တယ်မင်းသားတခါတည်းကိုဒီ HIV positive တမောက်တက်ဖို့ထီအပေါ်တက်တော့တာဆိုတော့ကွာတဘောတည်းကသူ့မိန်းမကိုယောဂကူးမှာကြောက်လို့ तू ကဒီလိုသွားလုပ်တယ်ဆိုတော့အရင်နီးလန်းမားတယ်ခုနကကျွန်တော်ပြောတော့ HIV ကိုကြောက်စရာကောင်းအောင်ပြောလို့ရတယ် HIV ရှိတဲ့လူကြောက်စရာကောင်းအောင်ပြောလို့မရဒါသူ့မိန်းမဒီကောင်လေးကို तू တရားဝင်အိမ်ခေါ်လာတာ तू နဲ့ date ဖို့ဆိုပြီးခေါ်လာဟိုကောင်လေးကအမှန်တမ်းပြောဟိုကောင်လေးကိုလည်း तू ကနည်းနည်းမကောင်းတဲ့ပုံစံလေးတော့ဖန်တီးထားတဲ့ driver HIV positive တမားလေးကိုအဲ့တော့ဆိုအဲ့မှာမင်းသားအဲ့ကောင်ရအောင်တတ်ပါလေသူ့မိန်းမကိုဒီယောဂမကူးအောင်ပေါ့ဆိုတကယ်နဲ့ဟိုကျွန်တော်အဲ့အချိန်မှာကျွန်တော်တို့ကဖြစ်စေချင်တာဒီမိန်းမနဲ့ဒီလူနဲ့နေလိုက်ရင်တော့ကဲထားပါတကယ်နဲ့သူ့မိန်းမမှာလည်း positive risk ရှိတဲ့မျိုးသမီးတွေတကယ်နဲ့သူ့မိန်းမလည်းပြည်တစားပဲအဲ့တော့ဒီကောင်ကြီးနဲ့နေမှာကူးမယ်ဆိုကျွန်တော်တို့ဆိုလွယ်လေးပဲအဲ့အချိန်မှာသူတို့ကဒီလိုမျိုးသူနေလိုက်ရင်တော့ကျွန်တော်ကာကွယ်ဆေးက3ရက်အတွင်းတိုက်လို့ရတယ်ကာကွယ်ဆေးမပေါ်သေးဘူးဆိုတော့မှကျွန်တော်တို့ဒီကာကွယ်တဲ့ condom လောက်ဖြစ်ဖြစ်သူသွားပေးတာမျိုးပဲဖြစ်ဖြစ်ဒီ message ပေးလိုက်မယ်ဆိုရင်တော့မှ HIV ရှိတဲ့သူနဲ့နေဆက်မဲ့အချိန်ကြရင်ကျွန်တော်တို့ကဒီဟိုပေါ့လေးဆက်နဲ့အချိန်တိုင်းမှာဒီအကာအကွယ်ပစ္စည်းကိုသုံးရမယ်ဆိုရင် mindset ထည့်ပြလိုက်ထည့်လို့ရတယ်အခု HIV တမားဆိုရင်ဟိုတက်ဖို့ထိတောင်ရည်ရွယ်လိုက်တယ်ဆိုကျွန်တော်အဲ့မှာအရန်လန့် short ရသွားအဲ့ဆက်ကိုကြည့်ပြီးတော့တော်တော်နှမျောသွားဇက်ကြီးကတကားလုံးကောင်းလာပြီးတော့မှဒီခန်းကြီးကိုဒီလိုကြီးလှုပ်လိုက်တဲ့အခါကျတော့အော်လို့ကျွန်တော်အဲ့ဒါ post တင်ရေးလိုက် तू အဲ့ဒါကိုလက်မခံအောင်ခင်ဗျာမျိုးသမီးဆိုရင်ဘယ်လိုဟိုကျွန်တော်မျိုးသမီးအဲ့လိုနေကျွန်တော်89တွင်းကာကွယ်လို့ရတဲ့ PEP တိုက်လိုက်မှာပေါ့လို့ဒါကျွန်တော်အဖြေရှိတယ် HIV ဆိုတော့ကာကွယ်လို့ရတယ်အဲ့ကာကွယ်လို့ရတဲ့ message ကိုမပေးဘဲနဲ့ဟိုကူးရင်တေးမလို့ဖြစ်တဲ့ message ကြီးတော့ပေးလိုက်တော့အဲ့ဒါဒီဇက်ကောက်လူအများကြီးကြိုက်နေလို့ရှင်လူတွေရဲ့အမြင်မှာ HIV တမားတွေကတိတ်ကြောက်စရာကောင်းတယ်ဆိုတဲ့အမြင်ရသွားနိုင်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးရဲ့အကြောင်းအရာလေးမှာဆိုရင်လည်း HIV positive သမားတွေလက်ရှိချိန်ထိကျွန်တော်တို့ discrimination လို့ခေါ်တဲ့ခွဲခြားဆက်ဆံမှုတွေကလုပ်ငန်းခွင်အတွင်းမှာပတ်ဝန်းကျင်အတွင်းမှာပါကျွန်တော်တို့ဖြစ်ပျက်နေတော့မယ်ရှိပါသေးတယ်အဲ့တော့ဒါတွေကကျွန်တော်တို့ HIV လို့ပြောလိုက်ရင်လူတွေအားလုံးကြောက်ရလောက်တဲ့အခြေအနေမျိုးမရှိတော့ပါဘူး HIV ကကာကွယ်လို့လည်းရပါတယ်ကုသလို့လည်းရပါတယ်အဲ့တော့ကာကွယ်လို့ကုသလို့ရတယ်ဆိုတော့နီလန်းနေအကြောင်းနောက်ပြီးရင်တော့ HIV positive ဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့ရှင်သန်လို့ရတယ်ဆိုတဲ့အကြောင်းတွေနောက်ထပ်အပိုင်းတွေမှာထပ်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်ခင်ဗျ။နောက်ဆက်အားပေးရဲကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။